ဒီလူမျိုးတွေကကလအုပ်သားကိုအရန်စားသုံးကြတယ်ကျွန်တော်တို့လူသားတွေကအသားကိုစားသုံးမယ်ဆိုရင်ကြက်ဝက်မဲသူငါအဲ့လိုအသားတွေပဲစားသုံးတာများပါတယ်ကလအုပ်လိုတရိษံရဲ့အသားကိုတော့ကဘာနဲ့မှစားကြတာတော့နည်းတယ်ဒါပေမဲ့ UAE ကာတာ Saudi Arabia တို့နိုင်ငံတွေမှာကြတော့ကလအုပ်ရဲ့အသားကိုအများဆုံးစားသုံးပြီးလူကြိုက်တဲ့များပါတယ်ဒီနေ့တော့ကိုညံကအာရက်ဒေတာကလူတွေအတွက်ကလအုပ်ကဘယ်လောက်ထိသူတို့ရဲ့ဘဝမှာရေးပါနေရဲဆိုတာကိုပြောပြပေးမှာပါအာရက်ဒေတာက6တွေ့တဲ့ဒေသနာရနယ်မြေတွေဖြစ်လို့တရိษံရဲ့အတွက်ရှင်းသမှုဆိုတာခက်ခဲပါတယ်ဒါပေမဲ့ကလအုပ်လိုတရားဝါတွေအတွက်ကြတော့အာရက်လိုဒေတာတွေမှာတော့ကောင်းကောင်းကြီးရှင်းသနိုင်ပါတယ်ကလအုပ်တွေဟာဒေသနာရလိုခရီးဝေးကြီးကိုတော့ရင်မလိုပဲဖြတ်သန်းနိုင်ပါတယ်နောက်ပြီးအာရက်ဒေတာမှာကလအုပ်ပိုင်ဆိုင်မှုကသူတို့နိုင်ငံရဲ့ချမ်းသာကြွယ်ဝခြင်းနဲ့ပုံသိက္ခာမြင့်တဲ့ခံယူချက်တစ်ခုအနေနဲ့လက်ခံထားကြတယ်။ဘိုးအရင်ရာစုနှစ်တွေအများကြီးကတည်းကအာရက်ဒေတာတွေမှာကလအုပ်ကိုအဓိကမွေးမြူကြပြီးသူတို့ရဲ့အသားနဲ့နှိုးတွေကိုစားသုံးခဲ့ကြတယ်။ဒါတွေကြောင့်လည်းကလအုပ်တွေကိုဒီလိုပူပြင်းတဲ့တဲခန္ဓာရလိုနိုင်ငံတွေမှာအဓိကအားထားကြတာပါ။နောက်ပြီးကလအုပ်အသားကအစ္စလမ်ဘာသာမှာစားသုံးခွင့်ရှိတဲ့အသားလည်းဖြစ်ပါတယ်။တမန်တော်မြတ်မူဟမ္မာကလည်းကလအုပ်အသားကိုစားသုံးခဲ့တယ်လို့လည်းအစ္စလမ်ဘာသာရေးကျမ်းတွေမှာဖော်ပြထားတယ်။ဒါတွေကြောင့်အာရက်လူမျိုးတွေကကလအုပ်ကိုတာမန်တိရစ္ဆာန်တွေနဲ့မဟုတ်ဘဲသူတို့လူမျိုးရဲ့ယဉ်ကျေးမှုနဲ့တမိုင်းဝင်နေလို့လည်းသူတို့ကခံယူထားတာကလအုပ်သားကပရိုတင်းဓာတ်တွေအများကြီးပါပြီးကျန်းမာရေးနဲ့ညွတ်တဲ့အစားအစာတစ်မျိုးပါတခြားတိရစ္ဆာန်တွေထက်ကြီးမားတဲ့ခန္ဓာကိုယ်ရှိပေမဲ့လည်းအသားမှာအဆီပါဝင်မှုနှုန်းကအတော်လေးနည်းပါတယ်အမဲသားတွေသိုးသားတွေထက်ကိုကိုလက်စထရောပါဝင်မှုနည်းပါတယ်နောက်ပြီးတန်ဓာတ်တွေဗီတာမင်ဓာတ်တွေလိုအာဟာရဓာတ်တွေလည်းအများကြီးပါပါတယ်အာရက်နိုင်ငံတွေရဲ့ပွဲတော်တွေမှာဓာန်ပေါက်တွေနဲ့အတူတွဲစားလေးရှိတဲ့အသားကကလအုပ်အသားပါပွဲတော်တိုင်းလိုမှာကလအုပ်သားကအမြဲတမ်းပါလေးရှိပြီးဒါကလည်းသူတို့နိုင်ငံတွေရဲ့အဲဝတ်ကြေပွန်မှုလို့သူတို့ကခံယူထားတာပါအာရက်လူမျိုးတွေကကလအုပ်သားကိုစားသုံးရတာကသူတို့ရဲ့ရှီယိုဆွဲယဉ်ကျေးမှုအစ္စလမ်ဘာသာရဲ့ခွင့်ပြုချက်အာဟာရဓာတ်မြင့်မားတဲ့အတွက်ကြောင့်နဲ့အဲဒီခန္ဓာအရာပတ်ဝန်းကျင်နဲ့ကန့်ညီတဲ့အရာတွေကြောင့်ပဲဒီအသားကိုအဓိကအစားအစာအနေနဲ့စားသုံးကြရလည်းဖြစ်ပါတယ်ဘိုးသူသားရစရာဗီဒီယိုတွေနေ့စဉ်တက်ဆက်ပေးနေတာဖြစ်လို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်